ဒီတပိုင်းကအဆက်လေးပေါ့နော်ဒီ online ကနေပြီးတော့ငွေပစ္စည်းမှားတာနဲ့ပတ်သက်တဲ့ဒါကတော့နမူနာစာကြောင်းလေးတွေပေါ့နော်အရှိတပိုင်းမှာမီနင်းလေးနဲ့ပတ်သက်တာပြောပြီးသွားတယ်ဒါဆိုရင်ပထမဦးဆုံးပထမအောင်ကြည့်လိုက်ရအောင်可以付现金吗可以付现金吗ဒါဆိုရှိတစ်ခေါက်မှာပါပြီးသား付现金付现金付ကပေးချေတယ်现金ဆိုတာငွေသားပေါ့နော်အရှိတစ်ခေါက်ကမီနင်းနဲ့မှာပါပြီးသားငွေသားနဲ့ပေးချေတယ်ဆိုရင်付现金ဒါဆိုရင်တကြောင်းလုံးပြန်ဖတ်ကြည့်ရအောင်可以付现金吗可以付现金吗可以ကရတယ်可以နဲ့ဒီ可以နဲ့မှားနဲ့တွဲလိုက်မယ်ရလားပေါ့နော်အလဲက付现金ဆိုတော့可以付现金吗ငွေသားနဲ့ပေးချေလို့ရလားငွေသားနဲ့ပေးလို့ရလား可以付现金吗ဒီလိုမျိုးပြောလို့ရပါတယ်ဒါဆိုရင်နောက်ထပ်တစ်ကြောင်းကြည့်ကြည့်ရအောင်ဟောတောက်ဖုခွန်ဒါလည်းကြားဘူးတယ်အရှိတစ်ခေါက်ကမီနင်းနဲ့မှာပါပြီးသားဟောတောက်ဖုခွန်ဆိုပစ္စည်းရောက်ငွေချေအိမ်ရောက်ငွေချေလို့ပြောတာပေါ့နော်ဒီဟောတောက်ဖုခွန်ဆိုတာဟောတောက်ဖုခွန်我付现金ပစ္စည်းရောက်မှငွေချေမယ်我付现金ကျွန်တော်ငွေသားနဲ့ပေးမယ်အိမ်ရောက်ငွေချေယူမယ်ကျွန်တော်ငွေသားနဲ့ပေးမယ်ဆိုရင်ဒီလိုမျိုးပြောလို့ရတယ်ပေါ့နော်ဟောတောက်ဖုခွန်我付现金ဒီလိုမျိုးပြောလို့ရပါတယ်ဒါဆိုရင်နောက်ထပ်တစ်ကြောင်းကိုကြည့်လိုက်ရအောင်နောက်ထပ်တစ်ကြောင်းကကြတော့付款သုံးလို့ရတယ်付款ဆိုတာကအပေါ်မှာပါပြီးသားငွေပေးချေတာကိုပြောတာပေါ့နော်你要怎么付款您ဆိုတာကဒီယုတ်တိတမှုနဲ့ပြောလိုက်တာပေါ့နော်လူကြီးမင်းရောက်怎么ဘယ်လိုလုပ်မလဲ付款ငွေပေးချေတယ်你要怎么付款လူကြီးမင်းဘယ်လိုငွေပေးချေပါမလဲဘာနဲ့ငွေပေးချေမှာလဲငွေသားနဲ့လားဒီကတ်နဲ့လားဒါမှမဟုတ်လို့ရှိရင်ဒီဥစားမျိုးပါလဲ online ကနေပြီးခေပေးလို့ဝေပေးလို့နဲ့လားဒီလိုမျိုးပြောတာပေါ့နော်နေရောက်ကျွန်မဖူခွန်လူကြီးမင်းဘယ်လိုငွေပေးချေပါမလဲဒီလိုမျိုးပြောတာပါဖူခွန်ကငွေပေးချေတာကိုပြောတာပေါ့နော်ဒါဆိုရင်နောက်တစ်ချောင်းကြည့်လိုက်ရအောင်နောက်တစ်ချောင်းကကြတော့ချင်းကကြတော့ဒီတစုံတစ်ခုကိုမေးချင်တဲ့အခါမျိုးပေါ့နော်အရှိကနေယူတည်မှုနဲ့ထည့်လိုက်တာချင်းဆိုတာက okay ချင်း送货费送货费ကြားဘူးတယ်လေနော်送货费ဒီ送货费ဆိုတာအရှိတစ်ခေါက်မှာပါပြီးသားရှိတစ်ခေါက်ကမီနင်းထဲမှာပါပြီးသားပို့ကကိုပြောတာဗောနော်ဒီအဲ့တော့请问送货费多少请问ကျေးဇူးပြုပြီးတော့မေးပြရစေဒါဗောနော်တခုခုမေးချင်တဲ့အခါမှာရှိရနေပြီးတော့请问ထည့်သုံးတာဗောနော်ဒီရိုသေမှုလေးနဲ့သုံးတာ送货费ပို့က多少ဆိုတော့ဘယ်လောက်လဲတဲ့ဒီ送货费多少ပို့ကဘယ်လောက်လဲလို့ပြောတာဗောနော်请问送货费多少ကျေးဇူးပြုပြီးတော့မေးပြရစေပို့ကဘယ်လောက်လဲလို့မေးတဲ့အခါမှာသုံးလို့ရတယ်ပေါ့နော်နောက်တစ်ခုကြည့်ကြည့်အောင်နောက်တစ်ခုကကြတော့ဒီမှာဟောတောက်付款ဆွမ်းနာပြောပြီးသွားပြီပစ္စည်းရောက်ငွေချေပေါ့နော်可以ဟောတောက်付款吗可以ဟောတောက်付款吗ဒီ可以နဲ့မနဲ့တွဲလိုက်တော့ရလားလို့မေးတာပေါ့နော်ဟောတောက်付款ဆိုတာကအိမ်ရောက်ငွေချေပစ္စည်းရောက်ငွေချေလို့ပြောတာပေါ့နော်အဲ့တော့အိမ်ရောက်ငွေချေရလားလို့မေးချင်可以ဟောတောက်付款吗အိမ်ရောက်ငွေချေရလားလို့မေးချင်可以ဟောတောက်付款吗ဒီလိုမျိုးသုံးလို့ရပါတယ်နောက်တစ်ခုကြည့်ကြည့်အောင်နောက်တစ်ခုကကြတော့发姓名ဒီဟာတွေမပြောခင်အရင်ဆုံးကြည့်အောင်姓名地址电话号码数量下单ဒါကတော့အရှိတစ်ပိုင်းမှာပါပြီးသားပေါ့နော်姓名ဆိုတာကနာမည်地址လိပ်စာ电话号码ဆိုတော့ဖုန်းနံပါတ်ပေါ့နော်ဒီမှာအတူကောက်အနေနဲ့电话လို့သုံးလိုက်တာပြီးတော့数量ကအရေးအတွက်ကိုပြောတာ下单ဆိုတာက order တင်တယ်ပေါ့နော်ဒါဆိုရင်အရှိကဖားကိုပြောပြမယ်ပေါ့နော်အရှိကဖားတလုံးမသိဘူးပေါ့နော်ဒီအရှိကဖားကကြတော့ပေးပို့တာပေါ့နော်ဒီ online ကနေစာပို့ပြီးတော့စာတူပို့တာတို့ဘာလို့ဆိုဒီဖားနဲ့သုံးလို့ရတယ်ပေါ့နော်ဒီ message ပို့ကြတို့ဘာလို့ဆိုလဲဖားနဲ့ပဲနော်ဒီမှာဖား姓名နဲ့ဖားကပို့ပါတဲ့姓名နာမည်地址လိပ်စာ電話ဖုန်းနံပါတ်数量အရေးအတွက်ပေါ့နော်ဒီနာမည်လိပ်စာဖုန်းနံပါတ်အရေးအတွက်ပို့ပြီးတော့ဖားဆိုတာပို့တာပြီးတော့就能下单ဆို order တင်လို့ရတယ်မှာလို့ရတယ်ပြောချင်တာကတော့နာမည်လိပ်စာဖုန်းနံပါတ်အရေးအတွက်ပို့ပြီးတော့ order မှာလို့ရပါတယ်ပစ္စည်းမှာလို့ရပါတယ်လို့ဒီလိုပြောတာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်发姓名地址电话数量就能下单ဒီနာမည်လိပ်စာဖုန်းနံပါတ်အရေးအတွက်ပို့ပြီးတော့ order တင်လို့ရတယ်ဆိုရင်发姓名地址电话数量就能下单ဒီလိုမျိုးပြောလို့ရပါတယ်ဒါဆိုရင်တော့ဒါကတော့ delivery ဒီ online ကနေပြီးတော့ပစ္စည်းမှာနဲ့ပတ်သက်တဲ့ဝက်ကြလေးတွေပေါ့နော်ဒါဆိုရင်ဒီအစကနေတစ်ခေါက်လောက်ပြန်ပြီးတော့တိုင်ပေးမယ်ပေါ့နော်တစ်ခေါက်လောက်ပြန်ဆိုကြည့်အောင်ဒါဆိုရင်တော့ဒီမှာမိနစ်ပြီးသွားပြီဆိုတော့ဒါဝက်ကြပဲပေါ့နော်ဒါဆိုရင်ကြည့်ကြည့်အောင်可以付现金吗可以付现金吗
货到付款我付现金货到付款我付现金你要怎么付款你要怎么付款请问送货费多少请问送货费多少 OK နောက်တစ်ခုဆက်သွားရအောင်နောက်တစ်ခုကကြတော့可以货到付款吗可以货到付款吗နောက်တစ်ခု发姓名、地址、电话、数量就能下单。发姓名、地址、电话、数量就能下单。အဲဆိုရင်တော့ဒီနေ့ကတော့ဒီ online ကနေပြီးတော့ပစ္စည်းမှာယူတာနဲ့ပတ်သက်ပြီးတော့ဝက်ကြလေးတွေပေါ့နော်တင်ပေးလိုက်ရဖြစ်ပါတယ်။